ပြရဲ့ရုံးကန်လှုပ်ရှားမှုတွေကြားကတိုင်တကြံပိတ်ရမှာမိခင်ဖြစ်သူရှိရာဗရောက်ကုန်းရွာလေးစီကိုမင်းတပ်တယောက်ကားလေးမောင်းပြီးပြန်လာခဲ့ပါတယ်လမ်းဘေးဝဲရကဖုံတော်တွေကြားမှာဗရောက်ပင်တချို့ကအဝါရောင်ပွေးလေးနဲ့ဘူပွန်စွာပြုတ်နေပြီးဖြစ်ပေမဲ့မင်းတပ်ရဲ့စိတ်ထဲမှာတော့ຫນွေဦးရဲ့အလှပထက်လွန်ခဲ့တဲ့၃နှစ်ကရင်ထဲစရာဖြစ်ပကသာကြီးစိုးနေခဲ့ပါတယ်ရောင်ဝင်ဆိုင်ဘုတ်ကိုမြင်လဲရတဲ့တူလေထဲမှာဗရောင်းကြီးနဲ့တင်းတင်းလေးကကပ်ပါလာပြီးအဲ့ဒီရင်ထဲဟာသူ့အတွက်တော့လွမ်းရည်ရှက်နေတဲ့သတိပေးချက်တစ်ခုလိုဖြစ်နေခဲ့တာပါရွာထိပ်ကဗရောက်ပင်အိုကြီးနာကိုကားလေးဖြတ်မုံသွားတဲ့အချိန်မှာမင်းတပ်တယောက်ထူးဆန်းတဲ့အေးစိတ်မှုတစ်ခုကိုခံစားလိုက်ရပါတယ်ကားမန်တွေအားလုံးပိတ်ထားရမယ်ကားတွင်းထဲမှာရေစုံနေတဲ့အဝေါင်းနှံတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်သူကားနောက်မှန်ကတည်းကလှမ်းကြည့်လိုက်တဲ့အခါကားနောက်ခန်းထဲမှာရေစုံနေတဲ့သပင်အရှိကြီးနဲ့မင်းကလေးတယောက်ထိုင်နေလိုမျိုးပုံရိပ်တစ်ခုကိုဝိုးတော်ဝါမြင်လိုက်ရတာကြောင့်မင်းတပ်ဟာဗရိတ်ကိုအရှိန်နဲ့နင်းလိုက်ပြီးပါတော့တယ်နင်းမင်းလားငါပြန်လာတာကိုမင်းသိနေရလားမင်းတပ်တယောက်အဲ့ဒီလိုပြောပြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့ခါမှာတော့ဘယ်သူမှရှိမနေပါဘူးဒီလိုနဲ့အိမ်ကိုရောက်တဲ့အခါမိခင်ဖြစ်သူကဝမ်းသာရကြိုးသွေးမဲ့မျက်နှာမှာတော့စိုးရိမ်စိတ်တွေရှိနေတာကိုမင်းသက်သတိထားမိခဲ့ပါတယ်ညစာစားပြီးလို့အခန်းထဲမှာအနားယူနေစဉ်ပြတဲ့ပေါက်အပြင်ဘက်ကနေပြီးတစက်စက်ကျနေတဲ့ရေတံတွေကိုသူကြားနေရပါတယ်တကြံအကျိုးလေးတောင်မြောက်သေးပဲဘသူကမြန်ရေပက်နေရလဲဆိုတဲ့အသွေးနဲ့ပြတဲ့ပေါက်ကိုပွင့်ကြည့်လိုက်တဲ့အခါအပြင်မှာဘသူမှရှိမနေပဲလာရအောင်မှာဗရောက်ပင်ရဲ့အရေးတွေကသာမြေကြီးပေါ်မှာထင်ရနေခဲ့တာပါအဲ့ဒီနောက်မင်းသက်တယောက်ကတဲ့ပေါ်မှာပြန်လဲလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ခြေထောက်နားကစောင်းနေဟာတဖြည်းဖြည်းနဲ့စိုးစွတ်လာတာကိုခံစားလိုက်ရပါတယ်